င်္ဂလာပါတော့ကြပါဗျာခေဒီနေ့ဗျာအားလုံးဆေးစစ်ထားတဲ့အဖြေကိုအတူဖတ်ကြည့်မယ် Lab Flame Report လို့ခေါ်တယ်ဒီနေရာမှာသိထားတဲ့တာကဒီအရာကိုဖတ်တဲ့အကြောင်းရင်းပေါ့နော်ဟုတ်တယ်ခဏကြာရှေ့ကန်တော့မှာပဲဆရာဝန်နဲ့တွေ့ပါမယ်ပြလိုက်လေသိတာပဲဆိုတော့ဒါတစ်ပိုင်းသက်သက်ဖြစ်တယ်ကျွန်တော်တို့အားလုံးပေါ့လူနာဆိုတော့ဗျာဒီလိုပဲကိုယ်ရှိတဲ့ဟာလေးနဲ့ကိုရတဲ့အဖြေလေးကိုတပတ်တစ်ချက်အသိချင်ကြတယ်ဗျာစိတ်လှုပ်ရှားရပေါ့ဗျာလူပဲဖြစ်သွားစစ်လိုက်တဲ့ခါကျရင်ကောင်းတာပဲမြင်နေတယ်ဗျမကောင်းတာပါကြဆိုစိတ်ကျင်ကြတာများတယ်ဒါကြောင့်လဲတွေ့တယ်ဗျချုံညာလေးတွေမှာအဲ့လိုသူတို့ရဲ့စစ်ထားတဲ့အဖြေလေးတွေပြတယ်ဗျမေးတယ်ဗျသွားရင်သိရမယ်ဆိုတာမှတ်ပြီးမယ်လေကြိုသိကြတော့မေးတယ်အဲ့နံပါတ်1လူနာရဲ့စိတ်ပေါ့နော်လူနာခံစားချက်ကိုပြောတာမျိုးဆိုလဲလူနာဖြစ်ခဲ့ရင်ဒီအကြောင်းအရာသိလိမ့်မယ်နံပါတ်2ကဘာလဲဆိုတော့ကြိုတင်ပြင်ဆင်လို့ရအောင်ပြောတာဗျမိတာဝိတာရှိလိမ့်မယ်တခါဝေးကြီးအကြောင်းတွေရှိလိမ့်မယ်မိသားစုအကြောင်းတွေရှိလိမ့်မယ်ဆရာဝန်ဆိုတာဆေးပဲကူတာဗျအဲ့အကြောင်းတွေဘာမှနားလဲတာမဟုတ်သူကနားလဲစရာသူ့အကြောင်းလည်းမဟုတ်ဘူးဒီအကြောင်းအရာတွေကိုနားလဲအောင်ပြောပြတာအားရရဲ့အကြောင်းဈေးကုသတည်ဆိုရာဝရဲ့နောက်ွယ်မှာရှိတဲ့အကြောင်းအချက်လက်တွေတွင်းဆက်တွေအများကြီးပဲဝေတစ်ခုရှိနေရုံလူရင်အားတောင့်တင်းနေရုံဆေးစွမ်းကောင်းနေရှိနေရုံဆရာဝန်ရှိနေရုံနဲ့ဒီကိစ္စတွေမပြေလည်ဘူးဗျဒါတွေအားလုံးပြေလည်သမှုဖြစ်အောင်ပေါ့ဗျာနော်တော်တော်များများလုပ်ယူရတယ်ဗျအကြောင်းမျိုးတွေလုပ်ယူရတဲ့အပိုင်းတွေရှိဒါလေးကိုအားရကြကသိအောင်ဒီချာချာအားလုံးနားလေအောင်ပေါ့နော်ဒီချိန်မှာလူဆိုတာယောဂဗျာဖြစ်လာမှာပဲဆိုမပူနဲ့ကိုဖြစ်ရင်ဖြစ်မယ်ကိုရင်ဖြစ်လဲကိုမိသားစုတွေမှာဖြစ်မယ်ဒါကဘယ်သူမှရှောင်လို့ရတဲ့ကိစ္စမဟုတ်ဘူးဒီအတွက်ဂျူသိအောင်ပြောပြတာလိုက်ပါကြည့်ရှုပြီးကိုလိုပဲအခြားသူတွေကိုလည်းသိအောင်ပြဝေပေးကိုပြင်ဆင်ရမယ့်အကြောင်းအရာတွေအတွက်ကောင်းပြီတကယ်လို့ပြန်မတော်နိုင်ဘူးအကြောင်းမျိုးကြောင့်မိမိဘာသာဆက်ပြီးရက်တည်ရမယ်ရှင်းတမ်းရမယ်ဆိုရင်ဒီရပြနေတဲ့အဖြေတွေကကိုယ်ခန္ဓာကိုယ်မှာဘာတွေဖြစ်နေတာလဲဆောင်းဘာတွေလုပ်တင်တယ်လဲဘယ်လိုတွေဆောင်ရွက်ရမလဲဆိုတာကိုဒါပြသတာဖြစ်တယ်ယောဂရှင်မှာလည်းယောဂရှင်မလို့ဗျာလူကောင်းမှာလည်းလူကောင်းမလို့လူကောင်းဆိုတော့ဘယ်လိုထင်သိရမလဲယောဂရှင်ဆိုရင်လည်းဘယ်လိုပုံစံနဲ့ပြန်လဲပြီးတော့တခုခုတက်တာကြောင်းဝင်ပြဒါတွေရောက်လောက်ရမယ်ဆိုတာလေးပါခေတ္တဆိုရင်စာပြီးကြည့်ဘယ်အရာကစာပြီးပြောရတယ်ဆိုတော့ procedure တော့မရှိရအဲ့ဒါတွေကတော့သူကသွားဟိုထုံးစံအတိုင်းပဲပေါ့စာမစီသွားလိုက်သူကဟိုကစစ်ဆေးစရာရှိတဲ့အရာလေးတွေသူကစစ်ဆေးဖို့အတွက်ရေးပြလိုက်တော့မျှနေမလဲပေါ့ဆိုတော့အဲ့ပေါ်မှာမူတည်ပြီးတော့ဟိုယုံကြည်စိတ်ချတဲ့ခွဲကမ်းမျိုးပေါ့ဗျာတက်ခွဲကမ်းနိုင်တဲ့အဆင်မပြေဘူးဗျဒီအဖြေကို evidence base အနေနဲ့ယူရမှာเนาะဒီ evidence base ဆိုတာကစိတ်ကူးတဲ့နေရာမှာအမှန်တန်ရေးကြည့်တယ်ဒါမှမရှိရင်ဆရာဝန်လည်းဘာမှမလုပ်တတ်ဘူးဒါနဲ့ပဲဦးစားပေးပြီးတော့အသေးချာကြည့်ရတာဖြစ်လို့တက်ခွဲကမ်းကောင်းကောင်းဝင်သွားဖို့တော့အသေးချာလေးအရောချက်ကချက်ပြီးတိုက်တွန်းပါတယ်ကဲဒါဆိုရင်ဒီစစ်ဆေးတယ်ပေါ့တွေးဖော်မှုစစ်ဆေးရတယ်ပေါ့ဒီတွေးကို venous blood လို့ခေါ်တာပေါ့ဒီလက်ပြန်ကြောကနေပြီးတော့ venous blood ကနေပြီးတော့ဖောက်ယူမယ်လိုအပ်တဲ့ပမာဏယူပါဗျာယူပြီးတော့လိုအပ်တဲ့ title ဘောဟာတွေစစ်ဆေးမယ်အဲ့ဒါလိုစစ်ဆေးတဲ့နေရာမှာပုံမှန်အတိုင်းပဲနားလည်ရမှာကဒီနေ့ကျွန်တော်တို့ကြည့်တာက O view လို့ခေါ်တဲ့နှစ်90လောက်ရှိပြီဗျာကျွန်တော်တို့သိလာခဲ့တဲ့ view တစ်ခုကနေကြည့်မယ်ဒီနေ့ modern view လို့ပြောတဲ့ view အသစ်ပေါ့ဗျာနော်ဟိုကြည့်ရမြင်တာပေါ့ရှုတော့မတူတော့အဲ့ဒီ view အသစ်တစ်ခုကနေကြည့်မယ်အဲ့ဒီ view တစ်ခုကနေပေါင်းပြီးတော့ကြည့်မယ်ကိုယ်တွေကတော့ beneficiary ပဲဖြစ်တယ်ဘယ် view ကကြည့်ရင်ကိုယ့်ဘက်ကိုအားတာမယ်ဘယ်အချက်တရားဆိုရင်တော့ကိုယ့်ဘက်ပိုပြီးထိအောင်မယ်ပေါ့ဗျာကောင်းမအရာရောက်ပဲပေါ့ဒီပုံမှာမူတည်ပြီးကောင်းတဲ့ဘက်ကနေပြီးတော့ဗျကိုကကြည့်ပြီးလိုအပ်တာတွေကိုပြင်ဆင်သွားမယ်လိုအပ်တာတွေကိုပြင်ပြောင်းလဲသွားမယ်ပေါ့ဗျာနော်အဲ့တော့သွေးစစ်ဆေးမှုလုပ်ငန်းဆိုတာဒါကကျန်းမာရေးဝန်ဆောင်မှုရှိတဲ့နေရာမိမိကငွေကြေးတက်နိုင်တဲ့နေရာဒီနေရာတွေမှာအဆင်ပြေတာဗျဒါလေးကငွေကြေးတက်နိုင်တယ်အဲ့ကျန်းမာရေးဝန်ဆောင်မှုမရှိတဲ့နေရာကြတယ်သုံးမြနေရတာအဲ့တော့ပထမဦးဆုံးအနေနဲ့အားလုံးအတွက်ကျန်းမာရေးဝန်ဆောင်မှုမရှိလဲရတဲ့ငွေကြေးမရှိလဲရတဲ့လူကအပြင်ကကိုယ်ခန္ဓာကိုယ်ဖြစ်ပြနေတဲ့ပုံစံဗျ outer appearance လို့ခေါ်တယ်အဲ့ဒီပြင်ပသဏ္ဍာန်ကိုကြည့်လို့ခံမှန်းလို့ရတယ်ဗျဒီကြဆုံးပေါ့နော်ဆိုတော့အဲ့ဒီပြင်ပသဏ္ဍာန်ခံမှန်းတဲ့နီးလေးကိုအရင်ဥစွာပမာပြောပြမယ်ဒီချာလေးဒါလေးကိုဒီချာလေးဟိုကိုနဲ့ဘယ်လောက်အထိကွယ်လွဲနေတယ်လဲဆက်မှုရှိတယ်လဲအဲ့ဒါလေးဒီချာနားလည်အောင်လုပ်ပါဝေးကွာတဲ့နေရာဒေတာလူတွေသူတို့နိုင်ငံခြားရောက်နေတဲ့လူတွေပေါ့ဗျာဒါတွေကဒီအရာလေးနဲ့ကိုယ်ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုပုံစံလေးနဲ့ဆက်လိုက်ရင်တော့ရှင်းပြတယ်အဲ့ဒါလေးပေါင်းထဲမှာဝင်အောင်နေဒါဆိုရင်စစ်စရာမလိုဘဲနဲ့ကိုကကိုယ်ကိုသိတယ်လေဟုတ်ပြီလားအဲ့တော့အမတ်ဒီစာပြောပြမှာက BMI လို့ခေါ်တဲ့ body mass index ဒါကအင်မတန်နောက်ပိုင်းမှာဟိုခက်စားတယ်ဗျပြောရရင်လူတယောက်ရဲ့ဝါရင်ပိန်ခြင်းလူတယောက်ရဲ့ခန္ဓာကိုယ်အချိုးစားကြခြင်းမကြခြင်းကိုဒါ BMI လို့ခေါ်တဲ့အရာနဲ့တိုင်းတာတာဖြစ်တယ်။ O view ကလည်းကြည့်တာဒီလိုဖြစ်တယ်
ဒီနေ့တော့ modern view ကပဲထပ်ပြီးကြည့်နေတာရှိတယ်အဲ့တော့ BMI က18ကနေ25လို့သူကပေးထားတယ်ဒီနေ့လွယ်တယ်ဗျ Google မှာခောက်ကြည့်လိုက် BMI ဆိုအများကြီးပဲကိုအရက်